စက်ကြောင်လာကြီးကအလိုလိုဖြစ်လာတာလားဒါမှမဟုတ်ဖန်ဆင်းခြင်းတူကစီမံထားတာလားဒါဟာကဘာကျော်သိပ္ပံပညာရှင်တွေကြားမှာတော့အဖြစ်ကွဲပြားနေတဲ့ပုံစံပါသိပ္ပံပညာရှင်အများစုကတော့ဘုရားသခင်ဆိုတာကိုလူတွေနားမလည်သေးတဲ့အရာတွေကိုဖုံးကွယ်ဖို့အသုံးချတဲ့ဝေါ်ဝါဒတစ်ခုလို့ယူဆကြပါတယ်ယူဘဗေဒပညာရှင်စတီဗင်ဟော့ကင်းကတော့စက်ကြောင်လာဟာဘုရားမလိုပဲဘာမှမရှိရကနေသူ့လိုလိုပောက်ကွဲထွက်လာနိုင်တယ်လို့အပြတ်သက်ဆိုခဲ့ပါတယ်Quantum physics အရာအမုံလေးတွေဟာဘာအကြောင်းရင်းမှမရှိပဲပေါ်လာလိုက်ပျောက်သွားလိုက်ဖြစ်နိုင်ပါတယ်။ဒါဟာစက်ကြောလာရဲ့အစလည်းဖြစ်နိုင်ပါတယ်။စက်ကြောလာကြီးအဝင်ခွင်တက်ဖြစ်နေတာဟာဖန်ဆင်းခံရလို့မဟုတ်ပဲဒီလိုအဝင်ခွင်တက်ဖြစ်နေတဲ့စက်ကြောလာထဲမှာကျွန်တော်တို့ရောက်နေလို့သာဒီမေးခွန်းကိုမေးနေနိုင်တာပါ။ဘွားအိမ်ထဲကရေကသူရှိနေတဲ့ကျင်းလေးဟာသူ့အတွက်အတိအကျဖန်တီးထားတယ်လို့ထင်တယ်လို့မျိုးကျွန်တော်တို့ကလည်းစက်ကြောလာကကျွန်တော်တို့အတွက်လို့ထင်နေတာပါ။စက်ကြောလာပေါင်းဂရေဂနာရှိနေရင်အဲ့ဒီတဲကတစ်ခုကတော့တက်ရှိတွေရှင်သန်ဖို့အဝင်ခွင်တက်ဖြစ်နေမှာပါ။ဒါဟာကံကောင်းမှုသက်သက်ပဲဖြစ်ပါတယ်။ဇီဝဗေဒမှာလည်းရှုပ်ထွေးတဲ့ DNA တွေဟာဖန်ဆင်းရှင်မလို့ပဲနှစ်သက်ပေါင်းများစွာအတွင်းစင်ကဲဖြစ်စဉ်နဲ့သူ့ဘာသာသူတိဆောက်သွားနိုင်ကြောင်းသက်သေပြပြီးသားပါ။တဘာဝတရားမှာဗယံပဒအခြေအနေကနေသူ့ဘာသာသူစနစ်တကျဖြစ်လာတဲ့ဖြစ်စဉ်တွေအများကြီးရှိပါတယ်။ဒါကို cell organization လို့ခေါ်ပါတယ်။ Einstein ကတော့ပုဂ္ဂိုလ်ရေးဆိုင်ရာဖျားကိုမယုံကြည်ပါဘူး။သူယုံကြည်တာကစက်ကြောလာရဲ့နိယာမတွေထဲမှာရှိတဲ့အလှတရားကိုသာဖြစ်ပါတယ်။သင်္ချာဆိုတာဖန်ဆင်းရှင်ရဲ့ဘာသာစကားမဟုတ်ပဲစက်ကြောလာကိုနားလည်အောင်လူသားတွေကြီးထွင်ထားတဲ့ကရိယာတစ်ခုသာဖြစ်တယ်လို့ယူဆသူတွေလည်းရှိပါတယ်။လူတွေဘုရားသခင်ကိုယုံကြည်တာဟာအုံနောက်ထက်ကကြောက်ရွံ့မှုနဲ့အကွာအကွယ်ကိုလိုချင်တဲ့စိတ်တစဗေဒဆိုင်ရာစင်ကဲဖြစ်စဉ်တစ်ခုသာဖြစ်တယ်လို့သိပ္ပံကဆိုပါတယ်။ဒါပေမဲ့ဘစ်ဘန်းရဲ့အစကနဦးစက္ကန့်ပိုင်းလေးမှာဘာဖြစ်ခဲ့တယ်လဲဆိုတာကိုတော့သိပ္ပံကအခုထိသက်သေမပြနိုင်သေးပါဘူး။အရာရာမှာအကြောင်းတရားရှိရမယ်ဆိုရင်စက်ကြောလာကြီးစတင်ဖို့အတွက်ပထမဆုံးအကြောင်းအရာ the first cause တစ်ခုတော့လိုအပ်နေပါသေးတယ်။သိပ္ပံပညာဟာသဘာဝရဲ့နယ်နိမိတ်အထိပဲလက်လန်းမိတာကြောင့်သဘာဝလွန်အရာတွေကိုမရှိဘူးလို့အပြတ်သက်ငြင်းဖို့လည်းခက်ခဲပါတယ်။နျူတန်လိုပညာရှင်ကြီးတွေကတော့စက်ကြောလာရဲ့နေရာမှာတွေနောက်ွယ်မှာလက်ရတစ်ခုခုရှိကိုရှိရမယ်လို့အခိုင်အမာယုံကြည်ခဲ့ကြပါတယ်။တချို့သိပ္ပံပညာရှင်တွေကတော့သိပ္ပံနဲ့ဘာသာရေးဟာကဘာကြီးကိုကြည့်တဲ့မတူညီတဲ့ပဒင်းပေါက်နှစ်ခုသာဖြစ်တယ်လို့ယူဆကြပါတယ်။လက်ရှိချိန်ထိတော့ဖန်ဆင်းခြင်းရှိတယ်ဆိုတာကိုလည်းသက်သေမပြနိုင်သလိုမရှိဘူးဆိုတာကိုလည်းသိပ္ပံနည်းကျအတိမပြုနိုင်သေးပါဘူး။ဒီနေ့ခေတ်သိပ္ပံပညာရှင်အများစုကတော့သက်သေမရှိပဲယုံကြည်ခြင်းထက်သက်သေရှိတဲ့အချက်လက်တွေကိုပဲဦးစားပေးလက်ခံကြတာပါ။ဖန်ဆင်းခြင်းရှိသည်ဖြစ်စေမရှိသည်ဖြစ်စေစက်ကြောလာကြီးဟာကျွန်တော်တို့စိတ်ကူးကြည့်တာတက်ပို့ပြီးစမ်းကြယ်နေတာကတော့အမှန်ပါပဲ။ညီကုန်းချုပ်ရရင်သိပ္ပံဟာအမှန်တရားကိုအမြဲရှာဖွေနေတာ